လာမည့်20ရက်နေ့မှာကျင်းပပြုလုပ်တော့မဲ့ကြော်စာဝင်းနှစ်လိမ့်နင်ဂျာတို့ရဲ့ရှင်ခုံစိတ်လှုပ်ရှားပွဲလက်ဝဲပွဲစဉ်ဟာမြန်မာလက်ဝဲပြည်သက်တွေကြားတင်တာမှာကအရှေ့တောင်အာရှကိုခံလောက်ကမှာပါအတော်လေးကိုရှေ့ပန်းစနေတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဒီပွဲဟာနှစ်ဖက်စလုံးကအရှော့မပေးပဲအပြန်အလှန်ထိုးတက်တက်ခတ်ရဲ့ပုံစံ aggressive style တွေရှိကြတာမလို့နေမလဲငါလဲဆိုတဲ့အသွေးအသားတွေနဲ့ချော်ဖြေမှုအပြည့်ပေးမဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာသိကြပါတယ်ထို့တစ်ဖြစ်ကြော်စာဝင်းရဲ့ရှင်မြန်တဲ့လက်တီးချက်တွေနဲ့ဒီစနစ်ကြတဲ့တက်ခတ်မှုတွေကတစ်ဖက်မှာလဲဝါရင်ပြီးခက်စစ်ကိုတိုက်စစ်ပါမျှတတဲ့လိမ့်နင်ဂျာနဲ့တွေ့ဆုံခြင်းမှာဘသူအသာစီးရမလဲဆိုတာခက်မှန်ရခက်ခဲစေပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးမကြသေးခင်ကမှ1 Championship စင်မြင့်ပေါ်မှာနာမည်ကျော်လာတဲ့ထုံးမင်းနိုင်ရဲ့မှတ်ချက်စကားတွေကလည်းလက်ဝဲလောကမှာဆွေးနွေးစရာတွေဖြစ်လာခဲ့ပါတယ်ထုံးမင်းနိုင်ကကြော်စာဝင်းဟာထူးချွန်တဲ့ fighter တယောက်ဖြစ်တာကိုအသိမှတ်ပြုပေမဲ့သူ့ရဲ့ဆရာစမီးတန်ကိုအနိုင်ယူဖို့ဆိုတာကတော့လောလောဆယ်မှာမဖြစ်နိုင်သေးဘူးလို့ပုံပွင့်လင်းလင်းပဲသုံးသပ်သွားခဲ့ပါတယ်ထုံးမင်းနိုင်ရဲ့အမြင်မှာတော့ကြော်စာဝင်းနဲ့သူဟာငယ်စဉ်ကလေးဘဝကတည်းကရှင်ပြိုင်ထိုးသက်ဖူးတဲ့ပြိုင်မဟောင်းနဲ့ဖြစ်ပြီးအဲ့ဒီအချိန်ကလက်ရည်တူညီစွာနဲ့တည်ရလက်ထွက်ပေါ်ခဲ့တာကြောင့်ကြော်စာဝင်းရဲ့အရေးချင်းကိုသူကကောင်းကောင်းကြီးသိထားသူပါသူကကြော်စာဝင်းကိုသူ့ရဲ့လက်ရည်တူအဆင့်တန်းမှာပဲရှိနေသေးတယ်လို့သတ်မှတ်တာပြီးစမီးတန်ကတော့သူ့ထွက်ရောကြော်စာဝင်းထပ်ပါအတွေ့အကြုံနဲ့နီးစနစ်ပိုင်းမှာအပြတ်သက်တာလို့နဲ့ဆရာအဆင့်ရှိသူလို့ခိုင်မာယုံကြည်နေတာပဲဖြစ်ပါတယ်ဒါကြောင့်လည်းဒီပွဲရဲ့အဆုံးဖြတ်မှာစမီးတန်ပဲအနိုင်ရရှိသွားမယ်လို့သူကတက်အပြောဆိုခဲ့တာပဲဖြစ်ပါတယ်ထုံးမင်းနိုင်ရဲ့ဘဝဖြတ်သန်းမှုကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်သူခါမြန်မာပြည်ကနေထိုင်းနိုင်ငံကိုတွားရောက်ပြီးအလုပ်ကျန်းတွေလုပ်ပလာတာရောင်းတဲ့ဘဝကနေစမီးတန်တို့ရဲ့ကလပ်မှာခိုလုံရင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါဝတ္တနာကိုအရင်ခံပြီးခက်ခဲတဲ့ဘဝတိုက်ပွဲတွေကြားကနေနီးပြကောင်းတွေရဲ့လက်အောက်မှာစူးစမ်းခဲ့လို့ဒီနေ့မှာကဘာကျော်1 Championship လို့စင်မြင့်မျိုးထိတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာစမီးတန်တို့ရဲ့ကလပ်ရဲ့တင်ကြားပြသမှုပံ့ပိုးမှုတွေကအဓိကကျခဲ့တာကြောင့်စမီးတန်ပေါ်ထားရှိတဲ့သူ့ရဲ့လေးစားမှုနဲ့ယုံကြည်မှုကတော့အပြည့်အဝရှိနေမှာသိကြပါတယ်ဒါပေမဲ့လက်ဝဲပြည်သက်တချို့ကတော့ထုံးမင်းနိုင်ရဲ့သုံးသက်ချက်ဟာဗလိုက်မှုရှိနိုင်တယ်လို့ယူဆကြသလိုတချို့ကလည်းသူကိုယ်တိုင်ကြော်စာဝင်းနဲ့ထိုးခဲ့ဘူးတာကြောင့်လက်တွေ့ကြတဲ့အမြင်လို့ရှုမြင်ကြပါတယ်ကြော်စာဝင်းကကြည့်မယ်ဆိုရင်သူဟာမြန်မာလက်ဝဲလောကမှာလူငယ်အင်အားသစ်တွေထဲမှထိပ်တက်ဖိုက်တာတယောက်ဖြစ်ဖို့လာလာကောင်းလို့သူပါသူ့ရဲ့ထိုးသက်ပုံတွေကပြည်သက်ကိုဆွဲဆောင်နိုင်တယ်လို့ပြန်ဘက်ကိုအလဲထိုးနိုင်တဲ့အပတဲ့လက်တီးပါဝါတွေလည်းရှိပါတယ်ထုံးမင်းနိုင်ပြောသလိုငယ်စဉ်ကလက်ရည်တူခဲ့တာမှန်နိုင်ပေမဲ့လက်ရှိအချိန်မှာကြော်စာဝင်းရဲ့တိုးတက်လာတဲ့နည်းစနစ်နဲ့ကြက်ခိုင်မှုကဘယ်အတိုင်းအတာတွေရှိနေမလဲဆိုတာပွဲနေကြမှာသိရမှာပါတစ်ဖက်မှာလည်းစမီးတန်ကတော့အတွေ့အကြုံရင့်ကျက်မှုတည်ငြိမ်မှုနဲ့ကစားကွက်ကိုထိန်းချုပ်နိုင်စွမ်းမှာနာမည်ကြီးသူဖြစ်ပါတယ်ဆရာနဲ့တပည့်ကြားကတိုင်အောင်စင်နဲ့ယုံကြည်မှုကြောင့်ထုံးမင်းနိုင်ကစမီးတန်ဘက်ကရက်တည်နေတာဟာတဘာဝကျပါတယ်နှစ်ချုပ်ပြောရရင်လာမယ့်20ရက်နေ့ဟာအာကစားဝါသနာရှင်တွေအတွက်မလွတ်တမ်းကြီးရှုအောင်ပွဲကောင်းတစ်ပွဲပါပဲထုံးမင်းနိုင်ရဲ့စကားတွေဟာပွဲရဲ့အရှင်ခုံကိုပုံမမြင့်တက်စေခဲ့သလိုကြော်စာဝင်းနဲ့စမီးတန်တို့ရဲ့ကြိုးဝိုင်းတွင်အထုံးမှုတွေဟာလည်းသမိုင်းတွင်ကျန်ရစ်မဲ့ပွဲတစ်ပွဲဖြစ်လာစေမှာပါကြော်စာဝင်းကသူ့ရဲ့မျိုးဆက်သစ်စွမ်းအားကိုပြသနိုင်မလားဒါမှမဟုတ်စမီးတန်ကပဲသူ့ရဲ့ဆရာဆိုတဲ့ဂုံပုတ်ကိုဆက်လက်ထိန်းသိမ်းသွားမလားဆိုတာရှင်ခုံစရာပါပဲပြည်သက်တွေအနေနဲ့ကလည်းမိမိတို့အကြိုက်နှစ်သက်ဆုံးဖိုက်တာကိုအပိရင်ထုံးမင်းနိုင်ရဲ့အမြင်ပေါ်မှာလည်းပြည်သက်တွေရဲ့ကိုယ်ပိုင်အတွေးမြင်နဲ့စောင့်ကြည့်နေကြမှာဖြစ်ပါတယ်ဘသူကပဲနိုင်ဒီပွဲဟာတဝိသမိုင်းမှာမှတ်ကြောက်တင်ရမယ့်တိုက်ပွဲတစ်ခုဖြစ်လာမှာတော့မြကြီးလက်ခတ်မလွယ်ဖြစ်ပါတယ်